မျက်လုံးတစ်ဝိုင်းမှာအရေးကြောင်းနေဖြစ်နေတယ်မျက်လုံးအောက်အရေးပြားလေးတွေကခြောက်ပြီးတော့မျက်တွင်းညိုသလိုဖြစ်နေတယ်ဒါပေမဲ့ကိုကဆေးထိုးရလိုမျိုး aesthetic procedure တွေကိုလည်းမလုပ်ချင်သေးဘူးဆိုရင်တော့ဒါအခုပြောမယ့်နည်းလမ်းလေးတွေကိုလိုက်လုပ်ကြည့်ပါနော်အဲ့တော့မျက်လုံးအောက်အရေပြားဆိုတာသူကအရန်ပါပြီးတော့အရန်နူးညံ့တယ်ဒီ UV တန်တွေကိုခံနိုင်ရမရှိဘူးပေါ့အဲ့တော့ဒါတို့ sunscreen လိမ့်တဲ့ခါမှာဒီမျက်လုံးတစ်ဝိုက်ကိုလည်း sunscreen ကိုတေချာလေးပတ်လုပ်ပြီးတော့လိမ့်ပေးဖို့မမေ့ပါနဲ့နောက်တစ်ခုကတို့ရဲ့မျက်လုံးတစ်ဝိုက်အရေပြားကအရန်နူးညံ့ပြီးတော့အရန်ပါပါတယ်အဆီကလန်းလည်းနည်းပါတယ်အဲ့တော့တို့ရဲ့အရေပြားကိုအရန်6သိစေတဲ့ cleanser တွေ toner တွေအပြင်းစား serum တွေလိမ့်တာမျိုးကိုရှောင်သင့်တယ်ဒီမျက်လုံးတစ်ဝိုက်အရေပြား6လာလေး dehydrate ဖြစ်လေးအရေးကြောင်းတွေပို့ပြီးတော့ထွက်လာနိုင်လေးဖြစ်ပါတယ်အဲ့တော့ hydrating ဖြစ်စေတဲ့ toner တွေ essence တွေလိမ့်လို့ရတယ်ကိုကအရေးကြောင်းလေးရှိရဆိုလို့ရှိရင်ဒီ peptide တွေ collagen တွေပါတဲ့ eye cream တွေလည်းလိမ့်ပေးလို့ရပါတယ်marine collagen ပါတဲ့ eye cream လေးတွေကတို့ရဲ့ဒီမျက်လုံးဘေးမှာရှိတဲ့ကြီးချေရလိုမျိုးအရေးကြောင်းလေးတွေမျက်လုံးအောက်အရေးပြားခြောက်ပြီးတော့မျက်တွင်းညိုတာတွေမျက်လုံးအောက်အရေးပြားရော့တွဲတာလေးတွေကိုတက်တာစေပါတယ်အဲ့တော့ eye cream လေးလိမ့်တဲ့အခါမှာသတိထားမှာကအရန်ကြီးဖိပြီးတော့မလိမ့်ပါနဲ့အသားလေးပုတ်ပြီးတော့ဖတ်လုပ်ပြီးပဲလိမ့်ပေးပါပြီးရင် eye cream တွေကိုလိမ့်တဲ့အခါ result တစ်ခုရဖို့အတွက်ဆိုလို့ရှိရင်စိတ်ရှိလာနဲ့ချီပြီးတော့ဆွဲလိမ့်ပေးရပါတယ် eye cream တွေကိုလိမ့်ပြီးတဲ့အခါတို့မှာဒီ jade roller တို့ eye massager တို့လိုမျိုးပစ္စည်းလေးတွေရှိရင်လည်းဒီပစ္စည်းလေးတွေသုံးပြီးတော့နှိပ်နယ်ပေးလို့ရတယ်ပေါ့နော်ဥမာ jade roller လေးတွေဆိုရင်ရေခဲတတာတွေကိုခဏလေးကြိုပြီးတော့ထည့်ထားအေးခံပြီးတော့မှနှိပ်ပေးလို့ရှင်ပိုကောင်းတယ်တကယ်လို့ကိုကအဲ့လိုပစ္စည်းလေးတွေမရှိဘူးဆိုရင်လည်းဒီ zone တန်လေးကိုရေခဲတတာတွေထည့်ထားပြီးတော့တစ်ပတ်ကို1ရက်2ရက်လောက်ဒီ zone လေးနဲ့ကပ်ပေးရမျိုးလည်းလုပ်ပေးလို့ရပါတယ်မလို့ရမှာလေးရတော့မျက်လုံးကိုခဏမပုတ်ပါနဲ့အရက်တောက်တာအရန်အငံများတဲ့အစားအစာတွေခဏစားတာမျိုးရှောင်ပေးပါအေးဝအောင်အိပ်ပါရေကိုတစ်နေ့ကို2လီတာလောက်တောက်ပေးပါကိုကနေပူတဲ့အရန်သွားရတဲ့သူမျိုးဆိုရင်တော့ဒီ eye cream တွေလိမ့်တာအပြင် sunscreen တွေလိမ့်တာအပြင်ကိုက UV protection ပါတဲ့နေကမျက်မှန်လေးတွေတက်ပေးတာမျိုးလုပ်ပေးတင်ပါတယ်နောက်တစ်ခုကကိုကဒီမျက်လုံးတစ်ဝိုက်အရေးအကြောင်းဖြစ်တတ်တဲ့သူဆိုရင်ခဏမရည်ပါနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ဒီတို့မျက်လုံးတစ်ဝိုက်ကကြွက်တော့အားသုံးပြီးခဏရည်ရဲ့ခါအရေးအကြောင်းဖြစ်နိုင်တဲ့ chance ပို့ပြီးတော့များတယ်ပေါ့နော်အဲ့တော့မျက်လုံးကိုတအားအရင်အားထည့်ပြီးရည်ရမျိုးတွေကိုမလုပ်ပါနဲ့အဲ့လိုမဟုတ်ဘူးမရဘူးကိုကတော့ရည်မှာပဲဆိုလို့ရှိရင်တော့တို့ဒီ botox လိုမျိုးမျက်လုံးတစ်ဝိုက်ကြွက်တာနှစ်တာကိုထိန်းပေးတဲ့ဆေးလေးထိုးထားပေးရင်တော့အရေးအကြောင်းတွေထွက်တာကိုကာဝယ်ပေးနိုင်ပါလိမ့်မယ်နော်ကဲဒီလောက်ဆိုရင်တော့မျက်လုံးတစ်ဝိုက်အရေးအကြောင်းမဖြစ်အောင်ဘယ်လိုထိန်းသိမ်းရမလဲဆိုတော့နီလန်လေးတွေ eye cream လေးလိမ့်တင်တယ်ဆိုတာလေးတွေဘယ်လိုလိမ့်ရမလဲဆိုတာလေးတွေကိုအထိုက်လျောက်သိသွားမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းထပ်တွေ့ပါအောင်မယ်နော်အားလုံးကျမပျော်ရွှင်လှပနိုင်ကြပါစေတာ